အခုဗီဒီယိုလေးကတော့စာမေးပွဲအတွက်မှားလွယ်တဲ့စကားလုံး၃လုံးပေါ့နော် gian ထဲအန်ခိုးအန်ဆိုပြီးတော့၃ခုကိုလေ့လာပါမယ်အဲ့တော့ပထမဆုံးအလွယ်မှတ်ထားမှာက gian ဆိုတာကကြတော့ခိုင်းကြီးတဲ့ဟာနာရှိအောင်ထဲမှာပေါ့နော်အစည်းအဝေးပွဲတွေအတွက်ကိုစကားအပြန်အလှန်ဆွေးနွေးပြောဆိုတဲ့အကြောင်းအရာခေါင်းစဉ်ဆိုတဲ့ပုံစံမျိုးအကြံပြုချက်အဆိုပြုချက်ဆိုတဲ့အဓိပ္ပာယ်မျိုးထဲအန်ဆိုတာကြတော့ထဲအန်ကကြတော့ I တဲ့အနော်အာဒိုဘိုင်ဆိုပြောမယ်ဆိုလို့ရှိရင်idea ပေါ့နော် ecam ပေါ့တစ်ဖက်သားအပေါ်ကိုပြောပေးတဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်အကြံဉာဏ်တွေကို KN ဆိုပြီးတော့သုံးတယ်ခိုးအန်ဆိုတာကြတော့သူကအတားရရှိ idea ကိုဥမိသားစုဖို့တို့ပြောမယ်ဆိုလို့ရှိရင်အကြံဉာဏ်တစ်တွေပေါ်ပေါက်လာတာမျိုးကိုကြတော့ ON ဆိုပြီးတော့မှတ်ထားမှာဖြစ်ပါတယ်။အဲဆိုလို့ရှိရင်တစ်ခုချင်းစီကိုလေ့လာကြည့်ကြပါမယ်။ပထမဆုံးကကြတော့ gian ဆိုတာကကြတော့စောနာပြောသလိုခိုင်ခီတဲ့ဟာနာရှိအိုင်ခက်တဲ့ဆိုလို့ထားမယ်နော်။ and can ဂီတိုင်းပေါ့နော်အစည်းအဝေးပွဲမှာဆွေးနွေးဆုံးဖြတ်ဖို့အတွက်တင်သွင်းထားတဲ့အဆိုတင်သွင်းချက်အကြောင်းအရာခေါင်းစဉ်အဆိုပြုချက်တွေပေါ့နော်အဲအကြောင်းမလို့သူကများသောအားဖြင့်ခိုင်ဂီဂီကိုင်အီရင်ကိုင်ဆိုတဲ့အဲ့လိုပုံစံမျိုးတွေအစည်းအဝေးနဲ့သက်ဆိုင်တဲ့နေရာတွေမှာအသုံးပြုတယ်။အတာရရှိဂီယန်ကခိုင်ဂီတဲ့တေရှိသစားတဲ့တာဆိုရင်အစည်းအဝေးမှာအဆိုတင်သွင်းချက်အဆိုအကြံပြုချက်တင်သွင်းချက်တွေပေါ့နော်အဲ့ဒါတွေကိုတင်သွင်းခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကကြတော့ဂီယန်ကဇန်အီချီတဲ့ခက်ခဲသစားတဲ့တာဆိုလို့ရှိရင်ဒီအဆိုပြုချက်ပေါ့နော်အကြံဉာဏ်တင်သွင်းချက်ကိုအကုန်လုံးကသဘောတူလက်ခံခဲ့တယ်အတီးပြုခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးစုကိနောကီယန်နီတီတဲ့ဟာနာရှိအိုင်မတ်အခုနောက်ထပ်အဆိုတင်သွင်းချက်ပေါ့နော်အကြံဉာဏ်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သုံးပါတယ်နံပါတ်1ကကြတော့ထဲအန်ဆိုတာကြတော့ခံငါရဲ့ခါတာအခင်ဟိုနာတော့အိုင်တနီရှိမဲစုဖို့တော့ပြောမယ်ဆိုရင်တစ်ဖက်ကိုကိုရဲ့အကြံဉာဏ်တင်မြူဆချက်နီးလန်းတွေကိုကအကြံပြုခြင်းဆိုတဲ့အပေးခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲအကြောင်းမလို့သူကများသောအားဖြင့်နိချိကျော်ဆေကတ်စကာရာဘီဂျီနက်စ်မာတဲ့ဟာဘာဟီရိုကိုစကိုင်းမတ်သူကဒီနေ့စဉ်သုံးစကားပြောတွေကနေစပြီးတော့နောက်တစ်ခုစီးပွားရေးလုပ်ငန်းသုံးထီကိုလုံးဝတွင်ကြဲအသုံးပြုတယ်ပေါ့နော်ဘူချောနီအတရာရှိခိကကိုထေအန်ရှိတာဘူချောနီအတရာရှိခိကကိုထေအန်ရှိတာဆိုရင်ဌာနမှုကိုစီမံကိန်းအသစ်နဲ့ပတ်သက်ပြီးတော့အကြံပြုချက်ပေးခဲ့တယ်ခါရီနော်ထေအန်ဝထိုထဲမိုယာခုနီထတာဆိုရင်သူ့ရဲ့အကြံပြုချက်ကအရန်အသုံးဝင်ခဲ့တယ်ရော်ရီထဲအန်လာတဲ့ပေါ့ရှေ့တဲ့ကုသာဆိုင်အကြံကောင်းရှိလို့ရှိရင်ပြောပြပါအဲ့လိုပုံစံနေနဲ့သုံးတယ်ပေါ့နော်နံပါတ်3ကကြတော့ခိုးအန်ဆိုတာကြတော့新しい方法や仕組みなどを工夫して考え出すことပြောမယ်ဆိုရင်တီထွင်ကြံစခြင်းအကြံထုတ်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးနီလန်အသစ်တွေအစီအစဉ်အသစ်တွေကိုဖန်တီးပြီးတော့အကြံဉာဏ်ထုတ်တဲ့ပုံစံမှာသုံးတယ်အဲဒါကြောင့်မလို့新しいアイディア仕組み道具ဆိုပြီးတော့မှတ်ထားရင်ရပါတယ်ဝါကြလေးနဲ့တွဲပြီးမှတ်မယ်ဆိုရင်このゲームは日本人が考案したဒီဂိမ်းကိုဂျပန်လူမျိုးကအိုင်ဒီယာတစ်ခုအနေနဲ့တီထွင်ခဲ့တာဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်新しい学習法を考案したဆိုရင်သင်ယူခြင်းစာလေ့လာခြင်းနည်းလမ်းအသစ်တွေကိုတီထွင်ကြံစာခဲ့တယ်便利な道具が考案された便利な道具が考案されたဆိုရင်သုံးဝင်တဲ့ကရိယာကိုတီထွင်ခဲ့တယ်အဲ့လိုပုံစံမျိုးတွေနဲ့အသုံးပြုပါတယ်အဲဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ပါမယ်ဂျာမာတာနေဥစကာရေဆာမာဒေစတာဘိုင်ဘိုင်